ဒီနေ့သာသနာတော်နှစ်2569နှစ်ဘောဇာတိရ1385ခုနှစ်ပြာစုလပြည့်ကျော်10ရက်တနင်္ဂနွေနေ့နေ့လယ်2 နာရီစင်ကာပူနိုင်ငံစိန့်ဂျွန်ကျွန်းပေါ်မှာကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးဥပနိဒေယအတိုင်းပြုလုပ်ကျင်းပသော17ကြိမ်မြောက်မဟာစီဝိပဿနာအလုပ်ပေး9ရက်တရားစခန်းပွဲကြီးရဲ့ပထမဆုံးနေ့ဤသို့ရှင်မဟာစီဆရာတော်ဘုရားရဲ့ဝိပဿနာအလုပ်ပေးတွေကိုခြေခံပြီးတော့ဟောကြားမယ်အလဲလန်းမှန်တတိပဋ္ဌာန်မြန်မြန်ကြိုးစားပါဆိုတဲ့တရားတော်အလဲလန်းမှန်တတိပဋ္ဌာန်မြန်မြန်ကြိုးစားပါအလဲလန်းမှန်တတိပဋ္ဌာန်မြန်မြန်ကြိုးစားပါတရားတော်မဟောကြားမနာကြားမီတရားပိုင်ရှင်ဖြစ်တော်မူတဲ့အနန္တကျေးဇူးရှင်မြတ်စွာဘုရားရဲ့ရွှေဉာဏ်တော်ကြီးကိုပူဇော်ကြရအောင်ဘုရင်တိုင်ပေးမယ်မြတ်စွာဘုရားရဲ့ပုံတော်ကနေပြီးတော့ဂုဏ်တော်တွေဉာဏ်တော်တွေကိုနှလုံးသွင်းရအောင်ဘုရင်တို့ဟောတဲ့တရားသမုဒ္ဒရာကြီးနဲ့စာရဲ့ကျွဲချီရနွားချီရကွက်ထဲမှာရှိရရေလောက်ပဲရှိတယ်မြတ်စွာဘုရားဟောထားတာအများကြီးပဲဆိုတော့တိယမှန်ကမကြံရအောင်လုံးဝဆုံးလင်းအကုန်မြင်တပ်ပင်ဉာဏ်တော်အစွမ်းဒီတိယမှန်ကမကြံရအောင်လုံးဝဆုံးလင်းအကုန်မြင်တပ်ပင်ဉာဏ်တော်အစွမ်းဒီတိတိတရားမြာအပြာ၌ဖောထားစဖွဲနိတွယ်တွယ်ကိုချဲလဲဆုံးလင်းအကုန်မြင်တပ်ပင်ဉာဏ်တော်အစွမ်းဒီတိတိတရားမြာအပြာ၌ဟောထားစဖွဲနိတွယ်တွယ်ကိုချဲလဲဆုံးလင်းအကုန်မြင်တပ်ပင်ဉာဏ်တော်အစွမ်းဒီကျွတ်ထိုက်ကြပြီမြာဝေနေ၏ဣန္ဒြေဇယိုက်သူအကြိုက်ကို၌ချွတ်ဆုံးလင်းအကုန်မြင်တပ်ပင်ဉာဏ်တော်အစွမ်းဒီကျွတ်ထိုက်ကြပြီမြာဝေနေ၏ဣန္ဒြေဇယိုက်သူအကြိုက်ကို၌ချွတ်ဆုံးလင်းအကုန်မြင်တပ်ပင်ဉာဏ်တော်အစွမ်းဒီသမန္တာနဲ့ပြင်သေးလားပြင်ရသလားဒီကျွန်းမှာရှိကြတဲ့ကျွန်းတော်နဲ့ကြီးမြတ်ဘုံစုယုကုသို့အာကာကသို့ဘုံမြတ်တိုင်တန်းရှင်များပင်လေယူဆောင်ရှောက်နေတဲ့ပင်လေဆောင်နှံများဘုရောတရားမင်းကြီးနဲ့တကွနမင်းကြီး၄ပါးအာလုံးသောသမာဓိဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းနဲ့တကွအာလုံးသောသူတော်ကောင်းများအားမြတ်စွာဘုရားရဲ့ဒေသနာတော်မိတို့တတ်သိသလောက်ပြန်ပြီးတော့ဟောကြားမဲ့တရားတော်ကိုနာကြားရန်အတွက်အားလုံးဖိတ်ကြားပါ၏နန္ဒကားများယက္ခကုမ္မာများအားလုံးမြတ်မမြင်အပ်ပုဂ္ဂိုလ်များအားလုံးဖိတ်ကြားပါ၏ကုသိုလ်ကောင်းမှုတွေသာရုဏုမောခေါ်ယူရန်အတွက်ဤနေရာဤဒေသသို့ကြွားရောက်ပြီးတော့သာရုဏုမော
ခေါ်ယူကြပါကုန်လောကုသိုလ်ကောင်းမှုအစွတ်စွရဲ့ကုသိုလ်ကောင်းမှုတွေကိုထပ်တူထမ်းမြတ်ရကြပါစေဆက်ဆိုရအောင်ဉာဏ်တော်ကြီးမှမြတ်ဖေယဝတ္တဝရှိခိုးပါ၏ဖျားစွမ်းအားကြီးမှမြတ်တရားဝတ္တဝရှိခိုးပါ၏ဖျားကျေးဇူးကြီးစွာမြတ်တန်ဃာจิตาရှိခိုးပါ၏ဖျားရှိခိုးပါယဤပုံညကြောင့်အာလုံးတတ္တဝါဘေးရန်ကွာချမ်းသာကြပါစေဒုက္ကတံဒုက္ကတံတိထံကုသလကုသလံဇဟံအမတံမတံတတံအတ္တမအတ္တမတတံတရဏံတရဏံလောကံအရဏံအရဏံကရံအဘယံအဘယံဌာနံနာယကနာယကနမေဒုက္ကတံကောင်းသောစကားကိုလည်းမြည်ဆိုတော်မူတတ်ပေထသောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့လည်းကြွသွားတော်မူတတ်ပေထသောတိဋ္ဌံထုသဖြင့်ချီးမွမ်းအမြတ်တော်မူပေထသောကုသလကုသလံကုသိုလ်အကုသိုလ်တို့ကိုဇဟံစွန့်တော်မူပေထသောအမတံသိခြင်းကင်းတော်မူပေထသောအမတံမြတ်ရာသာနှင့်ပြည့်စုံစွာထသောတန်တန်ငြိမ်သက်စွာထသောအာတမအတုမရှိထသောအာတမအတုမရှိသောမေဖို့နိဗ္ဗာန်ကိုတတံပိတနာတော်မူတတ်ပေထသောတရဏံကိုယ်ွယ်ရာလည်းဖြစ်တော်မူပေထသောလောကံလောကကိုတရဏံသိတော်မူပေထသောအရဏံကိလေသာမြူအငြိအကျေးတို့ကင်းဝေးတော်မူပေထသောအရဏံကိလေသာမြူ၏ကင်းခြင်းကိုကရံပြုတတ်တော်မူပေထသောအဘယံဘေးမရှိထသောအဘယံဘေးမရှိသောဌာနနိဗ္ဗာန်ရသို့နာယကံပို့ဆောင်တော်မူတတ်ပေထသောနာယကံလူသုံးပါးတို့၏အမှုဖြစ်တော်မူပေထသောတံဗုဒ္ဓံခြေသူတော်ရှင်ထိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်မယံဘုရားတပည့်တော်တို့သည်နမောနမေနမမဣန္ဒြေပရုံလက်ကြငုံဖြင့်ကြည်ုံညှို့ခိုက်အာယုံဆိုင်၍ဥဒ္ဒိုင်ညိုကျိုးလွန်မြန်နှိုးလျက်ယိုသေးစွာရှိခိုးတော်ပါ၏မြတ်စွာဘုရားယောဂီရောဘေးရန်အန္တရာယ်ကင်းပြီးတော့တရားကိုဖြောင်းဖြောင်းတန်းတန်းအောင်မြင်မြင်အားထုတ်နိုင်မှုမမြင်အပ်တဲ့နတ်ဒီဝါတွေလည်းပဲဘေးရန်အန္တရာယ်ကင်းပြီးတော့တရားသူတရားမြတ်တရားဖို့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုသစ္စာဆိုပြီးတော့မေတ္တာပို့ကြရအောင်ဦးဇင်းတိုင်ပေးမယ်သဗ္ဗရိတတချိန်မြတွေးကစောင့်ရှောက်သည်သူယုတ်မာကအကျိန်များတွေးညာမဆောင်မီသစ္စာစကားမြတ်တရားကြောင့်အာလုံးတတ္တဝါဘေးရန်ကွာချ
ချမ်းသာကြပါစေသူတော်ကောင်းသာပေါင်းသင်ရာမြတ်စွာမိန့်ခဲ့သည်သူတော်ကောင်းတရားသိမြင်ညာတိုးပွားမြင့်မြတ်သည်သစ္စာစကားမြတ်တရားကြောင့်အာလုံးတတ္တဝါဘိယံကွာချမ်းသာကြပါစေသူတော်ကောင်းသာပေါင်းသင်ရာမြတ်စွာမိန့်ခဲ့သည်သူတော်ကောင်းတရားသိမြင်ညာဝတ္တရားကင်းပြတ်သည်သစ္စာစကားမြတ်တရားကြောင့်အာလုံးတတ္တဝါဘိယံကွာချမ်းသာကြပါစေမင်းစီယထာလွန်ဆန်းပြအိုသွားကြလေသည်ခန္ဓာကိုယ်လည်းဤတူပဲမလွဲအိုရမည်သူတော်ကောင်းများသိတရားအိုသွားမရှိပြီသူတော်ကောင်းများမြတ်တရားမှတ်သားချီးမွမ်းသည်သစ္စာစကားမြတ်တရားကြောင့်အာလုံးတတ္တဝါဘိယံကွာချမ်းသာကြပါစေကောင်းငင်တထွေကဘာမြေဒူရေဝေလာသည်သမုဒ္ဒရာဟူကံဟာလွန်သွားဝေလာသည်သူတော်သူညစ်တရားနှင့်စင်စစ်ဝေလာသည်သစ္စာစကားမြတ်တရားကြောင့်အာလုံးတတ္တဝါဘိယံကွာချမ်းသာကြပါစေယောဂီများစွာဘိယံကွာချမ်းသာကြပါစေတကိန္ဒီဝမဟာရာဇသဗ္ဗိဟောတိတမဂမောသာနံသင်္ကတိပါဠိတိနာသဗ္ဗိဘဟုသင်္ကမောဧတိနာသေစေနသုဝတိဟောတုသဗ္ဗိသူတော်ကောင်းတို့နှင့်တကိနိဝတကိဧဝတစ်ကြိမ်တစ်ခါလောက်သာလျှင်သင်္ကမောတွေ့ဆုံရပေါင်းသင်းလိုက်ရခြင်းသည်သာထုကောင်းမြတ်လှပါပေ၏သာသင်္ကတိထိုကဲ့သို့သူတော်ကောင်းတို့နှင့်တစ်ကြိမ်တစ်ခါလောက်တွေ့ဆုံရပေါင်းသင်းလိုက်ရခြင်းနိနံပုဂ္ဂလံထိုပုဂ္ဂိုလ်ကိုပါဠိတိအမြဲမပြတ်စောင့်ရှောက်၍နေပါပေ၏အတ္တဗိမသူတော်တို့နှင့်ဘဟုအကျိန်များစွာသင်္ကမောတွေ့ဆုံရာပေါင်းသင်းရခြင်းနိနာပါဠိတိမဆောင်ရှောက်နိုင်ပါကြဧတေနသစ္စေနဤသစ္စာစကား၆တောဝတိဟောတုလူနဲ့မြမတတ္တဝါအလုံးဘေးရန်ကင်းကွာကျမ်းမာချမ်းသာတရားဓုတရားမြတ်တွေလင်းမြန်စွာရကြပါစေကုန်တည်း
အလေလမ်းမှန်သတိပဋ္ဌာန်မြန်မြန်ကြိုးစားပါဆိုတဲ့တရားတော်စကြရအောင်အလေလမ်းဆိုတာမြတ်စွာဘုရားစဟောတဲ့ဓမ္မစကြာတရားပါပဲတွေမေဘိက္ခွေအန္တပပစိတိနနသေဝိတ္တဗကတမေတွေယောစာယကာမေတုကာမဒုက္ခံလိကံနုယောကောဟိနောကာမောပောတုဇနိကောနာရိယောနတ္ထတံဟိတောအစရှိတဲ့ဓမ္မစကြာတရားဥဒေသနာမှာအစွန်းနှစ်ပါးကိုရှောင်ညာတဲ့မြတ်စွာဘုရားရဲ့တရားဥမှာဓမ္မစကြာတရားထဲမှာကျမ်းတဲ့တရားတွေအကုန်လုံးပါဓမ္မစကြာတရားသစ္စာလေးပါးနဲ့လွတ်တဲ့တရားမရှိဘူးအလေလန်းကနေချော်သွားလို့ရှိရင်မှားသွားရောတဲ့လျက်လန်းလက်ဝဲလန်းကာမဒုက္ခလိကာနုယောဂလံအတ္တကိလမထာနုယောဂလံအတူတူပြောရရင်တော့လောဘအစွန်းဒေါသအစွန်းပေါ့လောဘတဏှာဘက်ကိုလိုက်သွားလို့ရှိရင်ကာမဒုက္ခလိကာနုယောဂအစွန်းပဲရောက်သွားကိုညှင်းတဲ့အတ္တကိလမထာနုယောဂအစွန်းဆိုတာကဒေါသအစွန်းမြတ်စွာဘုရားတရားတော်တွေကတိလေမတန်ဖိုးတန်လေးပဲလမ်းကောင်းလမ်းမှန်ကိုညွှန်ကြားပြသထားတာတရိယမကေနဲ့ပฏิပတ်ကျေးဇူးတော်ရှင်မဆီဆရာတော်ဘုရားကြီးကျေးဇူးတော်ရှင်ရွှေတောင်ဝန်းဆရာတော်ဘုရားကြီးတရားတော်တွေမှာအများကြီးပါပါတယ်မြတ်စွာဘုရားရဲ့ဟောဖို့ညွှန်ကြားတဲ့ဒေသနာတော်တွေကိုပြစ်ပယ်လို့မရဒေသနာတော်တွေကိုအခြေခံပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်ကြဘယ်နည်းပဲဖြစ်ပေါ့အလေလမ်းမှန်ရင်ကောင်းတာပဲလောဘအစွန်းနဲ့ဒေါသအစွန်းကိုရှောင်ရမယ်တွေမေဘိက္ခွေအန္တာပပစိတေနနသေဝိတ္တပပစိတေနဆိုတာယဟန်မှာမဟုတ်ပါဘူးပပစိတအများသိအောင်တော့ယဟန်ပေါ့လေရှင်ယဟန်ဒါပဲနဲ့အကုန်လုံးခြုံပြောလို့ရှိရင်ကိလေသာတွေကိုနှင်ထုတ်တော်သူပပစင်တိတိပပိသောဆိုတာကိလေသာတွေကိုနှင်ထုတ်တဲ့ပုဂ္ဂိုလ်ကိလေသာတွေကိုနှင်ထုတ်မဲ့ပုဂ္ဂိုလ်ဟာတဲ့ဒီအစွန်းနှစ်ပါးကိုရှောင်ရမယ်အခုသူတော်ကောင်းတို့ကကိလေသာတွေကိုနှင်ထုတ်ဖို့ကြိုးစားနေတာပဲဝိပဿနာတရားဆိုတာကိလေသာတွေကိုအမြစ်ပါပြုတ်သွားအောင်နှင်ထုတ်ဖို့ကြိုးစားနေတဲ့သူတော်ကောင်းတွေအာဇာနည်တွေလူပေါင်းသိန်းတန်းဂရေများစွာကိုအောင်မြင်တော့လည်းပဲအောင်မြင်ခြင်းအစစ်မဟုတ်ပါဘူးတဲ့မိမိယင်တဲ့လောဘဒေါသမောဟကိုတစ်ချိန်တော့အောင်မြင်လို့ရှိရင်တကယ်အာဇာနည်ပဲရွှေစလုံးကြီးတွေနဲ့ဘွဲမရတော့လေတကယ်အာဇာနည်အစစ်ပဲပေတကားပိတ်တယ်ပေါ့လူပေါင်းသိန်းတန်းကလေးကိုမြောင်များစွာအောင်မြင်တော်လည်းပဲလောကလူသားတွေချီးမွမ်းပေနဲ့အာဟုဇောတွေသူဟာနဲ့သူရှိကြကိုယ်ရနေရကိလေသာကိုအောင်မြင်မှတကယ်အောင်မြင်ခြင်းအစစ်မှန်အကိလေသာတွေကိုနှင်ထုတ်တဲ့ဒီကိုပပ္ပစိတအကိလေသာတွေကိုနှင်ထုတ်မဲ့သူဟာကိလေသာတွေကိုလိုက်စားရင်တော့ကြိုက်တယ်လို့လုပ်ပေါ်ဒါတော့ကိလေသာတွေကိုနှင်ထုတ်မယ်တန်ရှင်းစင်ကြယ်အောင်ကြိုးစားမယ်ဆိုရင်တော့လောဘစွန်းနဲ့ဒေါသစွန်းကိုရှောင်ပါတဲ့လောဘစွန်းရဲ့ဒေါသစွန်းရဲ့လိုက်ရမှာလားရှောင်ရမှာလားရှောင်ရမယ်တို့ကံနေမှာဆိုလို့ရှိရင်အကုသိုလ်ဒုစရိုက်တွေကိုရှောင်ရမယ်ပေါ့ကံနဲ့အနေနဲ့ပြောရင်
ကာယဒုစရိုက်တို့ဝစီဒုစရိုက်တို့မနောဒုစရိုက်တို့ဒုစရိုက်7ပါးအကုသိုလ်တရားတွေကိုရှောင်ကုသိုလ်ကောင်းမှုတွေကိုကြိုးစားပေါ့ဒါကကံနဲ့ကိုပြောတာအခုကကံနဲ့ရောဉာဏ်နဲ့ရောအကုန်လုံးနဲ့သက်ဆိုင်တယ်လောဘဆုံးနဲ့ဒေါသဆုံးကိုရှောင်ပါဆိုတာကအခုပြောနေတာညာတပရိညာပေါ့လောဘမလာနဲ့ဒေါသမလာနဲ့တော့ပြောလို့မရအောင်တဖြည်းဖြည်းနေပါအောင်ကိုယ်အောင်ကြိုးစားလောဘဆုံးရဲ့သဘောတရားလေးတွေနည်းနည်းနှလုံးသွင်းအောင်ကာမဂုဏ်လိုက်စားတဲ့ဒါကတော့အကျမ်းသားလူတိုင်းသိတာပဲအိမ်အောင်ပြုကြတဲ့သားနဲ့မယားနဲ့နေရဒါကာမဂုဏ်လိုက်စားတာပဲကာမဒုက္ခနိကာနိယောဂအစွန်းကုသိုလ်ကောင်းတွေ7ပါးသီလဆောင်တယ်တန်ဃာတော်ရှင်မြတ်တရား229တွဲဆောင်တယ်ဆောင်ပြီးတော့အားထုတ်ကြကာမဂုဏ်ကိုစွန့်လိုက်တာကိလေသာတွေကိုအကျမ်းအားဖြင့်ပေါ့လေသီလနဲ့စွန့်လိုက်တာဝိတိတ်ကမကိလေသာတွေကိုသီလကနေပြီးတော့ပယ်စွန့်နိုင်ရှင်ထဲမှာတောင်းကျမ်းတဲ့ကိလေသာကြတော့ပရိယုဌာဏကိလေသာတွေကိုတမာတိတိတ်္ခာပယ်စွန့်နိုင်တတ္တိအနေနဲ့ကိန်းနေတဲ့အနုတ္တယကိလေသာကြတော့ပညာမဲ့ပညာဖို့ပညာကပယ်စွန့်နိုင်တယ်ဒါတော့ညာတပရိညာသဘောတရားပိုင်းလောဘဆုံးကိုရှောင်ပါဆိုတာကလက်တွေ့အနေနဲ့ပြောမယ်ဆိုရင်ကိုယ်ကိုညာတဲ့အစွန်းကိုယ်အယံမညာပါနဲ့တဏှာလုံးကကိုယ်ညာပြီးတော့လောဘအနောက်လိုက်ခဲ့အိမ်အောင်ကြမှာကာမဂုဏ်လိုက်စားတာမဟုတ်တယောက်တည်းနေပြီးတော့တရားမရတာတွေအများကြီးပဲအိမ်အောင်ကြပြီးတော့တရားလုပ်နေတာလည်းရှိတာဒီမှာကလောဘဆုံးဆိုတာကိုယ်ညာတာကိုယ်ညာတယ်ဆိုတာဒါနသီလဘာဝနာအဓိကဝိပဿနာတရားအားထုတ်တဲ့အခါမှာလှုပ်သိလှုပ်ထိုက်တဲ့လောက်မလှုပ်ဘူးပေါ့လှုပ်နိုင်တဲ့လောက်သူတော်ကောင်းတို့သတိထားပြီးတော့မှတ်သားကြအတင်းအာရမလှုပ်ခိုင်းရင်လည်းပဲအတ္တကိလမထာပဲရောက်သွားမယ်ဒါတော့ပြင်းပြင်းထန်ထန်လှုပ်ရှားမလို့ပါဘူးကွာမင်းတို့ထိုင်းနေဒူလာဆွဲမှာပေါ့9မိနစ်10မိနစ်လောက်မှတော်ရောပေါ့တချို့ဝါဒတွေကမင်းတို့ငကိုဒုက္ခကြီးရှိရတဲ့နဲ့သူတို့ပြောလေးတွေကတိတ်ကောင်းတာအပိုဒုက္ခထပ်ရှာတယ်ဘာလို့ထိုင်ရမလဲမင်းတို့စာထဲမှာမတွေ့ဘူးလားတဲ့ခန္ဓာကိုယ်ကြီးကဒုက္ခသစ္စာပဲဆိုတာစာဖတ်နေတာသိတာသိရတဲ့နဲ့ဘာလို့ထထိုင်မလဲထိုင်နာမှာပေါ့ကွာမင်းတို့ကိုယ့်ကိုယ်ဒုက္ခရှာတာပဲအဲ့ဒါလူပြင်းနေပြောတဲ့စကားမယုံနဲ့လူပြင်းနေဘာမှအလုံးမလုပ်တဲ့အာလူသမားကြီးပြောတာအဲ့ဒါတကယ်တရားရတာမဟုတ်ဘူးအဲ့ဒီလိုအမှားကိုမှားလမ်းပဲလိုက်သွားမှာစေတနာတရားတွေအားကောင်းရဲ့သားနဲ့အဲ့ဒီလိုအမှားဆရာနဲ့တွေ့တဲ့အခါလှုပ်ရှားမလို့ပါဘူးကွာဘလုံးနဲ့တင်နှလုံးသွင်းနေပြီးတာပါပဲဆိုပေါ့ဆသွားတယ်ဒါမြတ်စွာဘုရားလောဘအစွန်းကိုမလိုက်နဲ့တဲ့လောဘအစွန်းဆိုတာကိုလုံနိုင်ပါရဲ့သားနဲ့လုံနိုင်ပါရဲ့သားနဲ့အပြင်းတစ်ပြီးတော့ကိုညာပြီးတော့မလုတ်ဖဲမနေနဲ့ကာယကဝရိယစေတသိကဝရိယနဲ့ကြိုးစားဒါသူတော်ကောင်းတို့ထင်ရှားပါတယ်စီးပွားရေးတော်မှာသူတော်ကောင်းတို့ဘလောက်ကြိုးစားရတယ်သူတော်ကောင်းတို့ကြိုးစားလို့စာမဘောတွေလည်းအောင်ညအင်္ဂလိပ်စာတွေလည်းလေ့လာအမျိုးမျိုးအခက်အခဲတွေကိုကြော်လွှားဖြတ်တန်းပြီးတော့မှအခုအလုပ်တွေရကြတာပြင်းနေဘယ်လိုလုပ်ရမလဲအပေတကားမပိတ်တဲ့အပေတကားဟင်းလင်းပွင့်နေတဲ့လောကီအလုပ်တွေတောင်မှဒီလောက်ကြိုးစားပြီးတော့အပေတကားပိတ်မဲ့ဩနာတိလွတ်မဲ့နိဗ္ဗာန်ရောက်မဲ့အလုပ်ကြတော့အဲ့ဒါကြတော့လျှော့ပလိုက်တယ်ခေါင်းမူတာတို့ခါနာတာတို့ငါကျမ်းမာရေးမကောင်းဘူးကျမ်းမာရေးမကောင်းပို့လို့ရမှာကျမ်းမာရေးမကောင်းဘူးဆိုတာသတိပေးတာနာကြီးများအလန့်ပေးသလိုပေါ့သတိပေးတာမင်းသိတော့မယ်မင်းသိတော့မယ်ဆိုတာသတိပေးတာပဲလားကျမ်းမာရေးမကောင်းလဲလို့ရမှာပဲဘလို့လောကတိုင်းကြုံတရားသိတာလဲအားကိုးရပဲလို့သူတော်ကောင်းတို့အမြဲတမ်းဆိုနေတာပဲဓမ္မန္တရဏံကိစ္ဆာမိဆိုတာ
တရားကိုကျင့်သုံးမှမယ်ဒါကိုပြောတာကိုမညာပါနဲ့ရှုနိုင်မှတ်နိုင်ရတာနဲ့မှိန်ပြီးတော့မရှုနဲ့ဗျာတချို့ကလည်းပဲသိနေပြီးတာပဲမှတ်เสียမလိုပါဘူးတဲ့သူဉာဏ်နဲ့သူရှိတယ်သူတော်ကောင်းတို့လောကီပညာတွေမှာလည်းပဲသိတာပဲစမှုလမှုလုပ်ငန်းတွေမှာလည်းသူဉာဏ်နဲ့သူသုံးရတယ်နေရာတကာတစ်ထစ်ကြသုံးလို့မရရင်းကျက်တဲ့ပုဂ္ဂိုလ်များကြတော့ဘာမှမှတ်เสียမလိုဘူးကြည်နေပေါ့ဒါရင်းကျက်သွားရင်ကိုကရင်းကျက်သလားမရင်းကျက်ဘူးလားကိုမလိမ္မညာမှန်မှန်ကန်ကန်ကြည့်ပေါ့ညာသောအဖြစ်ပုထုဇဉ်တွေရင်းကျက်တာကိလေသာပဲသွားရင်းကျက်မဉ္ဇဉ်ဖုန်ညာဘက်ကြတော့ဘာမှမရင်းကျက်ဘူးမရင်းကျက်ဘူးဆိုတာလောဘဖြစ်เสียရှိဖြစ်တာပဲဒေါသဖြစ်เสียရှိဖြစ်တာပဲမနာလိုဝန်တို့စိတ်တွေလည်းခဏခဏဖြစ်အဲ့ဒါမရင်းကျက်တဲ့ပုံကိုယ်တွေပေါ့ဘာဘွဲတွေရထားအဲ့ဒါမရင်းကျက်လို့ဝိပဿနာဉာဏ်ဘက်မှာမရင်းကျက်လို့ရှိရင်လောဘဖြစ်เสียတွေ့လဲအယမ်းဖြစ်တာပဲစိတ်ထဲကနေမရှိမဆန်လိုခြင်းနေဒေါသဖြစ်เสียရှိလည်းပဲတတ်ခြင်းနဲ့ဖြတ်ခြင်းနဲ့သေပါသေးဆူတောင်းတာဒါမရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေပဲအိတ်တာမေစရိယလည်းကိုယ့်ရဲ့သာမနာလို့ကိုယ်ရှိတာမပေးခြင်းဒါတွေဖြစ်နေတာပဲကြည့်ပါအဲ့ဒါမရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေပေါ့ဉာဏ်လောကီသူ့ဘာသူဘ ഹു တုဒ္ဒတွေရှိတာပဲတရားဘက်မှာမရင့်ကျက်သေးဘူးဘုရားကျေးဇူးတော်ရှင်မင်းဝန်းဆရာတော်ဘုရားကြီးဟာတနေ့ကိုစာ18ရွက်ကြည်ုံနဲ့ရတယ်တပည့်တော်တို့ရှင်ဘုရားတို့ကြည်ုံနဲ့ရပါတပြတ်တောင်မရဘူး18နှစ်တော့ဝေးရောအဲ့ဒါမရင်းကျက်ဖဲနဲ့ကိုကသွားနိုင်လို့မရဘူးရင်းကျက်တဲ့ဆရာတော်ကြီးတွေအသားလေးကြည့်ပြီးတော့အပြည့်နေတာပဲအိဋ္ဌဒုက္ခတွေပဲဆင်ញင်လိုက်တာနဲ့တန်းပြီးတော့မက်ဖို့ရရင်ရမှာပေါ့တယောက်နဲ့တယောက်တူမှမတူပဲသူကရင်းကျက်နေတာအဲ့ဒါကိုကမရင်းကျက်သေးပဲနဲ့ကျေးဇူးတော်ရှင်မကြီးဆရာတော်ဘုရားကြီးကအကုန်လုံးကိုထိုက်လျောက်သဘောပေါက်လို့ရှုကြမှတ်ကြစိတ်ဆိုလေးနဲ့ဖောင်းနေပိန်နေထိုင်နေထိတယ်နာရင်နာတယ်ကြိုက်ရင်ကြိုက်တယ်ပေါ်ရရှုမှတ်ကြဆိုတာစက်တဲ့နာမည်ကြီးအောင်ထွင်တာမဟုတ်ဘူးတကယ်ကိုအမှန်တရားကိုသိသိခြင်းကိုစေတနာနဲ့ပြန်ပြီးတော့ညွှန်ကြားခဲ့ဆရာတော်ကြီးတွေဒီမထမ်းမပြပဲနဲ့အေးဆေးသေးနေလည်းရတာပဲပညာတွေပြည့်စုံနေတာအေးဆေးသေးကြောင်းတဲ့ကြီးနဲ့နေလို့ရတာတူငါအကုန်လုံးတတ္တဝါတွေကိုတရားရပါသေးဆိုတဲ့တကယ်ကြီးမားတဲ့စေတနာနဲ့ပြန်ပြီးတော့ညွှန်ကြားခဲ့တာမြို့လေကောင်ကြီးမှနေတယ်ဆိုတာတရားသမားဘယ်သူမှမနေကြဘူးမလွဲတာလို့နေရမြို့လေကောင်ဆိုဘယ်ကလာပြီးတော့တရားဝင်လို့ရတယ်လေဆိုပြီးတော့ဆရာတော်ကြီးကအနစ်နာခံပြီးနေတာမြို့လေကောင်မှအပျော်ပါမယ်လို့နေတာမဟုတ်ဘူးအဲ့ဒီလိုစေတနာမေတ္တာရင်မကဘူးဉာဏ်ပညာကြီးမားလို့လူတွေရဲ့ဇယိုက်ကိုသိလို့သာဝကအားလျော်သွားပေါ့လေဖះလို့တော့အကုန်မသိဘူးပေါ့အဲ့ဒီလိုသိလို့မှတ်ကြကျေးဇူးတော်ရှင်လေဒီဆရာတော်ဘုရားကြီးရဲ့စာအုပ်မှာဆိုရင်ငါထိုင်တယ်ငါသွားတယ်ငါရက်တယ်ငါပါထက်မှတ်တယ်စာအုပ်တွေမှာရှိပါတယ်ဖတ်ကြည့်ပါငါကိုထက်မှတ်တယ်ငါမှတ်လို့ဒိဋ္ဌိဖြစ်တာမဟုတ်ဘူးတဲ့ဒီစိတ်ဟာလေးလိုလွင့်နေတာစိတ်ကိုငြိမ်းအောင်ငါသွားတယ်ငါရက်တယ်ငါထိုင်တယ်ဒါလိုတော့မှဆရာတော်ကြီးကထက်မှတ်တယ်အဲ့လိုခိုင်းတာလဲလက်ဒီပဏိမှာရှိပါတယ်ဒါကျေးဇူးတော်ရှင်မကြီးဆရာတော်ဘုရားသွားရင်သွားတယ်ရရင်ရက်တယ်ထိုင်ရင်ထိုင်တယ်ဒါသူတော်ကောင်းတို့ကြားဘူးနေတာပဲကိစ္ဆံတော်ဝါကိစ္ဆံမတိပဇာနာတိထိတော်ဝါထိတော်မတိပဇာနာတိနိသိဏောဝါနိသိဏောမတိပဇာနာတိစသည်အဖြစ်သတိပဋ္ဌာန်မှာဟောထားတဲ့အတိုင်းဆရာတော်ဘုရားကြီးကပြန်ပြီးအလုပ်ပေးထားတာသူတော်ကောင်းတို့ကဇက်တိုက်အလုပ်လုပ်နေတော့ဒီအလုပ်တရားလေးတွေကပိုးရေးကြည့်တယ်အလယ်လန်းကိုမညာပါနဲ့တဲ့ရောရတို့အိတ်နေတာတော့မဟုတ်ပါဘူးလုံနေတာပဲစိညာလဲလျှောက်တာပဲထိုင်နေထိုင်တာပဲအိတ်နေတယ်တရားမထိုင်ဘူးတရားထိုင်ညမှာမထိုင်ဘူးနေကောင်းတဲ့သားနဲ့အိတ်နေတယ်ဆိုရင်သိတာပေါ့ကိုညာတယ်အခုမသိမသာညာတာတွေများတယ်
mà tên ai ngắm nè tên ai xem nè tên ai quấy lâu thay này bà nè mà thay muốn châu biệt để thay này ta nè mà chỉ mà sao mà thay này phiền đi đâu cho làm hổ thay này ta nè mà thay muốn ta cố của nhà là bé nấu nhà là gì thế đấy rồi ông nó nhà là lấy điều này này lấy đồ mà thà bộ nấu nhà là bà lấy rồi chỉ rồi xem mà gì xe rồi phải đi à这边你的都还呢都高那呗，这边你就帮忙包客户那种，有一个老的嘞，老你有掉，包呀没包了，老别人忙包了，然后们包呀马虎的那样的慢，在哥哥家那边了，什么他呀你干的呢？阿那巴那老，那山里呀马虎，那都还呢都高那呗。သူများနီးကိုဘာမှမပြောလို့ယောဂီတို့ကမဟာစီနီးလို့အမိခံပြီးတော့ဒီလိုအာနာပါနပဲလုပ်ဝင်နေထွက်တယ်ဖြစ်ပြအဲ့ဒါလေးလုပ်နေတဏှာတည်းပဲရှုတယ်ပေါ်ရလိုက်ရှုပါဆိုမရှုပေါ်ရလိုက်ရှုပါမရှုတော့ပေါ်ရအောင်မရှုတတ်တော့နောက်ကြတော့ရှုကျင်တဲ့စိတ်မရှိတော့တဏှာတွေကနည်းနည်းလေးတမာရိရတော့တက်တာတော့တက်တာနေခြင်းတယ်အပြင်မှာတက်တာတယ်မဟုတ်ဘူးတရားမှတ်တဲ့အခါမှာလည်းတက်တာကိုတော့သဘောကျတက်တာဖို့လည်းမဟုတ်ဘူးညင်းသေးဖို့လည်းမဟုတ်ဘူးအမှန်သိဖို့ဆိုတော့တက်တာခိုးလိုက်ရင်လည်းလောဘဆုံးဖြစ်သွားမယ်အရင်ညင်းသေးရင်လည်းအတ္တကိလမထာနုယောဂဖြစ်သွားမယ်ဒီကြားထဲမှာအလယ်လန်းမှန်အောင်သတိထားပြောနေရအလုံးလုံးတဲ့အခါမှာလည်းသတိထားသူနိသူဟန်နဲ့အာနာပါနမှာမှတ်တာသူ့ဘာနဲ့သူကောင်းပါတယ်အာနာပါနဝိပဿနာလည်းဖြစ်တာပဲသမထလည်းဖြစ်တာပဲကိုကြိုက်တယ်လို့ဤသုံးလို့ရအခုတော့မှဝိပဿနာဖြစ်အောင်ပေါ်ရမှတ်ပါဆိုတာကပေါ်ရမှတ်တဲ့အလေးအကျင့်ရသွားတော့ခန္ဓာကိုယ်မှာအမျိုးမျိုးဖောက်ပြန်တော့လည်းပဲအားငယ်တာတို့ကြောက်တာတို့အံ့ဩတာတို့ဒီလောက်မလာတော့သူကပေါ်တိုင်းမှတ်နိုင်တဲ့အင်အားရှိညာတခုတည်းပဲမှတ်နေတဲ့ပုဂ္ဂိုလ်ကဘာမှမဖောက်ပြန်သေးခင်တော့ငြိမ်အေးနာဖောက်ပြန်လာရင်တုန်လှုပ်သွားတယ်ဘာလဲညာလဲစိတ်ထဲမှာကိတိကောက်တွေဖြည့်ပြီးတော့ဆက်တောင်မှမတရားတော့မလုပ်ရဲတော့ဖြစ်သွားတယ်သမာဓိရလာရင်သူဆိုင်ရာထူးခြားလာတာပဲသမာဓိရလာလို့ရှင်သမာဓိမရသေးခင်တော့ဘာမှမထူးကြဘူးဗောစိတ်ကူးတွေဟိုကူးလိုက်ဒီကူးလိုက်တောင်ကူးလိုက်မြောက်ကူးလိုက်ပြန်မှန်းလိုက်တောင်ကူးလိုက်မြောက်ကူးလိုက်ပြန်မှန်းလိုက်ဒါသဘာဝကိုလေ့ကျင့်မှများလို့အိမ်မှာလည်းပဲအားထုတ်စကားမွဲမှာလည်းအားထုတ်လေ့ကျင့်မှများလို့တမာတိလေးရလာရင်မမျောမှန်းတဲ့ဟာတွေဖြစ်လာတတ်တယ်မမျောမှန်းတဲ့ဟာဆိုတာဝါရောဖောက်ပြန်တာတို့တေဇောတို့အာဘောတို့ပထဝီတို့ခန္ဓာကိုယ်ကြီးယောက်ျားမိန်းမလို့ပြောဆိုနေတော့လည်းပဲတကယ်အရှိရရုပ်တရားနံတရားတွေဒါသူတော်ကောင်းတို့သိပြီးသားပဲရုပ်တရားမှာလည်းပဲ28ပါးဆိုတာစာထဲမှာပေါ့လေအဲ့ဒီအများကြီးကိုထားလိုက်မဟာဗုဒ္ဓရုပ်4ပါးပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီး4ပါးအမတန်ကြီးကျယ်တဲ့အင်အားရှိအဲတမာတိလေးရလိုက်မိမိမှာရှိတဲ့ပို့ပြီးတော့အားကြီးတဲ့ဓာတ်ကပြလာပထဝီအင်အားပထဝီအားကြီးတဲ့ပုဂ္ဂိုလ်ဆိုခန္ဓာကိုယ်ကတောင့်တင်းပြီးတော့ကြောက်ဖြာကြီးလို့မာတောင့်မလုံနိုင်မရှက်နိုင်ဒါမျိုးတွေပြတတ်ဒါတရားသဘောတွေပဲဘာမှကြောက်เสียမလို့ဘူးခန္ဓာကိုယ်ကြီးကအနတ္တတရားကိုဖြစ်စေခြင်းလို့မဖြစ်ဘူးအနတ္တဆိုတာဒါပဲกว่าလို့ပြနေတာပဲအဲ့ဒါအာဘောလွန်ခဲ့တဲ့ပုဂ္ဂိုလ်များကြတော့သူများတဲ့ပို့ပြီးချွေးတွေထွက်တယ်နှာရည်တွေထွက်တယ်မျက်ရည်တွေကျတယ်ဒါတရားသဘာဝပြလာသူကသမာဓိထိုက်လျောက်ရလာရင်ပြလာဒါအာဘောလွန်ခဲ့လို့ပဲကြောက်เสียမလို့ဘူးအံ့ဩเสียမလို့ဘူးခန္ဓာရဲ့သဘာဝကိုပြများသောအားဖြင့်တို့သိတာကခန္ဓာက
ယောက်ျားမင်းကပုဂ္ဂိုလ်တ attva ဘယ်ဟုတ်မလဲရုပ်တည်ဉာဏ်အနေနဲ့ဖွဲ့စည်းထားတာရုပ်ပိုင်းဆိုင်ရာပေါ့လေအာဘောလွန်ခဲ့ရင်အာဘောဓာတ်တွေပြတယ်တေဇောလွန်ခဲ့လို့ရှင်တချို့လို့အရန်အေးတယ်တချို့ဆိုလည်းအရန်ပူတယ်အပူလောင်လို့ပဲပူချစ်နေတဲ့တံပြားကြီးပေါ်မှာတက်ထိုင်နေရတယ်အဲ့ဒါမျိုးတွေပြတယ်ဒါရုပ်တဘာဝရုပ်ဟာအမတန်နှိမ့်ဆက်တယ်ဆိုတဲ့သဘောကိုသိအောင်ဒုက္ခသဘောတွေသိအောင်အနတ္တသဘောတွေသိအောင်ခန္ဓာကိုယ်ကြီးကပြနေတာပဲသို့တော်လည်းပဲတတိပဋ္ဌာန်ဝိပဿနာတရားတွေဇွဲနဲ့မကြိုးစားလို့ရှိရင်ဒါတွေကတရားတွေပါလားလို့မသိဘူးကြောက်เสียလန်းနေရလို့အောင်မိသွားတယ်တရားသဘောတွေပြကိုဖြစ်စေခြင်းလို့မဖြစ်ဘူးကိုမဖြစ်စေခြင်းတာဖြစ်တယ်ဆိုတော့တော့ခန္ဓာကိုယ်ကြီးကအစိုးရရလားအစိုးမရတော့အတ္တလားအနတ္တလားအနတ္တသဘောတွေပြနေတာပဲအနတ္တလို့ပြောလိုက်ရင်အတိတရားအညာတစ်ခုပဲဒုက္ခလည်းပါတယ်အနိစ္စလည်းပါတယ်ညင်းနေနေတာကိုမဖြစ်စေခြင်းတာဖြစ်တယ်ဆိုဆင်းရဲတာပဲကိုလည်းဆင်းရဲတယ်စိတ်လည်းဆင်းရဲကိုမဆင်းရဲတော့မှစိတ်ကအံ့ဩတာလို့ဆင်းရဲတာလို့ဖြစ်တယ်မမြဲတဲ့သဘောတွေခုပဲအကောင်ခုပဲတစ်မျိုးဖောက်ပြန်ယောဂတွေဘာတွေမကပ်ဘူးလို့ဒီလိုပြောတာမဟုတ်ပါဘူးတခါတရံကတ်တာတွေလည်းရှိပါတယ်အာဒါနာတိယတုတ်တို့ဘာလို့မြတ်စွာဘုရားဟောထားတာဘလူးတွေပူးလို့ရှိရင်အာဒါနာတိယတုတ်ရွတ်ဖို့မေတ္တာတုတ်ရွတ်အာဒါနာတိယတုတ်ရွတ်ရတယ်ဒါတော်တွေတောင်းနေထဲမှာတပါးတဲ့စသည်အဖြစ်သွားအားထုတ်တဲ့သံဃာတော်များဖြစ်တတ်တဲ့သဘောတွေပေါ့အများနဲ့သမာဓိဝနမျက်နှာကောင်းတွေတိုင်တည်ထားတော့တောင်းမဖြစ်ပါဘူးဓာတ်ကြီးလေးပါဖောက်ပြန်လာတာဝါယောသမားဆိုလည်းလှုပ်တယ်စကောဝိုင်းသလိုဝိုင်းတတ်တယ်ခေါင်းတွေလှုပ်တတ်တယ်လက်တွေလှုပ်တတ်တယ်အမျိုးမျိုးဖြစ်တတ်တယ်ဒါဝါယောတွေဖောက်ပြန်တာပဲအဲ့ဒါခုနလိုပေါ်ရကိုကျေးဇူးတော်ရှင်မဟာကြီးဆရာတော်ဘုရားကြီးညွှန်ကြားတဲ့အတိုင်းဖောင်းပိန်ကိုမူတည်ပြီးတော့သုံးမုတ်ထိုင်နေရှိတယ်ကိုမူတည်ပြီးတော့မြင်နဲ့ကြားရင်ကြားတယ်နားရင်နားတယ်ကြိုက်ရင်ကြိုက်တယ်နည်းနည်းလေးထင်ရှားတာနဲ့ထင်ရှားရအောင်လိုက်ပြီးတော့ရှုမှတ်တဲ့အလေးအကျင့်ရှိရင်သူထင်ရှားလာတာကိုမှတ်ဖို့အတွက်ဖြစ်ပေါ်လာတယ်ဘာမှကြောက်စရာမလိုလှုပ်ရင်လည်းလှုပ်တယ်မှတ်ရုံပဲခပ်မှန်မှတ်တင်းရင်လည်းတင်းတယ်မှတ်တောင်းရင်လည်းတောင်းတယ်မှတ်နားရင်လည်းနားတယ်မှတ်စိတ်ဟောရင်အဟောတယ်မှကြောက်ရင်လည်းကြောက်တယ်မှဆရာတော်ကြီးပေးထားတာလွတ်တယ်ကိုမရှိဘူးတို့ကမလို့လို့သာအဲ့ဒါမမှတ်တတ်လို့လွတ်ကိုမရှိဘူးကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးတွေကအစစ်နဲ့ညွှန်ကြားသွားတာတင်းနေရင်မှတ်နိုင်တဲ့အခါမှတ်လို့မရသေးတဲ့အခါဆက်နဲ့မြန်လို့ရှင်စိုက်ကြည့်နေရစိတ်ကိုဘယ်မှလျှောက်ပြီးတော့စိတ်ကူးရင်နေနဲ့ဘာဖြစ်တာလဲညာဖြစ်တာလဲဘယ်လိုလဲဘာဇွဲရှိလို့လဲဘာပဲညာအဲ့စိတ်ကူးရင်တာတွေမမှတ်နိုင်တော့အဲ့စိတ်ကူးရင်တာတွေကနေပြီးတော့စိတ်ကိုနောက်ကြတော့ဝမ်းနဲ့အောင်ဝမ်းသာအောင်မျိုးမျိုးလုပ်တတ်အကုန်မှတ်ပြရတယ်ပထမစိတ်ကိုနောက်စိတ်နဲ့အကုန်လုံးလိုက်မှတ်လို့ရှိရင်သူတော်ကောင်းတို့သိကျင်တဲ့အနိစ္စဒုက္ခအနတ္တတွေအဲ့ထက်မှအကုန်လုံးပါသွားတာချက်ချင်းကြီးမသိတော့လဲတောက်ပန်းကြတဖြည်းဖြည်းသိလာတာပဲချက်ချင်းကြီးသိတယ်ဆိုတာစာအုပ်ဖတ်လို့သိရတာစာအုပ်ဖတ်လို့သိတယ်ဆိုတာသုတ္တမယဉာဏ်လို့ခေါ်တယ်ဝိပဿနာဉာဏ်မဟုတ်ဘူးဒါကိုပယ်တာတော့မဟုတ်ဘူးဖတ်တဲ့အခါလဲဖတ်ရတာဒါပဲနဲ့လို့ဘုသုတ္တတွေကများသောအားဖြင့်ရှိကြပါတယ်အလုတ်ပို့လို့ဖို့အရေးကြီးတယ်အဲ့ဒါပေါ်ရရှုမှတ်တဲ့အလေးအကျင့်ရအောင်ကြိုးစားကြသူတော်ကောင်းတို့ဘာလေးကျင့်ရအောင်ကြိုးစားရမလဲပေါ်ရကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးညွှန်ကြားထားတယ်ဝိသင်တိုင်ပေးမယ်ပေါ်ရရှုမှတ်တာခေါ်ပါဝိပဿနာပေါ်ရရှုမှတ်တာခေါ်ပါဝိပဿနာပေါ်ရရှုမှတ်တာခေါ်ပါဝိပဿနာသုံးခေါက်လောက်ဆိုကြည့်ပါခ
ချမ်းသာသလိုနာလို့ရပါပေါ်ရဆိုတာထင်ရှားရဝိပဿနာဆိုတာဝိဝိတံပတ္တိတိဝိပဿနာအထူးထူးပြပြရှုသိတတ်လို့ဝိပဿနာလို့ခေါ်တယ်ရုပ်တည်နာနေရဲ့အထူးထူးပြပြအနိစ္စချင်းရဒုက္ခချင်းရအနတ္တချင်းရအကုန်လုံးထူးထူးပြပြရှုသိတတ်လို့ရှုတယ်ဆိုတာမြင်တာပဲသိတယ်ဆိုတာလည်းသိတာပဲအဲရှုတာမြင်တာကိုပိုင်နိုင်သိပိုင်နိုင်မြင်တာကိုပိုင်နိုင်မြင်အောင်လို့ဆရာတော်ဘုရားကြီးကမှတ်ပေးဆိုတာရှုတာသိတာကိုအားပေးတာတင်ညာကနေပညာကိုထောက်ပံ့ပေးတယ်ပေါ်ရထင်ရှားရကိုလိုက်ရှုပါဆိုတာအမတန်အဓိပ္ပာယ်ရှိတယ်အဲ့တလုံးလေးကိုပဲဆရာတော်ကြီးတွေဟောမယ်ဆိုလို့ရှိရင်ဒါအများကြီးပဲစာအုပ်ကြီးတောင်ထုတ်လို့ရတယ်ထင်ရှားရရုပ်တည်နာနေရအမျိုးမျိုးတစ်ခုမဟုတ်တစ်ခုထင်ရှားနေတယ်ပေါ်ပြအဲ့ထင်ရှားရကိုလိုက်မှတော့အရှိကိုအရှိတိုင်းသိတယ်ဖြစ်ကိုဖြစ်တိုင်းသိအနာရင်လည်းနာမှန်းသိတယ်ကြိုက်ရင်လည်းကြိုက်မှန်းသိတယ်ရရင်လည်းရမှန်းသိတယ်အောင်းရင်လည်းအောင်းမှန်းသိတယ်ဒါရုပ်ပိုင်းဆိုင်ရာကဲစိတ်ပိုင်းဆိုင်ရာကြတော့ညာသောအဖြစ်လွတ်သွားတာဘာလွတ်သွားမယ်ထင်လဲစိတ်ကူးတာစဉ်းစားတာတွေးတာကြံတာအဲ့ဒါတွေလွတ်တာများဘူးလားလွတ်တယ်လွတ်ကြတာများတာစိတ်ကူးတာ15မိနစ်လောက်စိတ်ကူးပြီးမှပြန်မှစိတ်ကူးတာကဒီကြားထဲမှာခဏဝင်ဒီစိတ်ကူးတာကိုနိုင်အောင်မှဒီမို့ဆိုလို့ရှိရင်စိတ်ကူးတာငါပဲငါစိတ်ကူးတယ်ဘာဖြစ်ရှင်တယ်ညာဖြစ်ရှင်တယ်ဒီအတ္တဒိဋ္ဌိဆိုတဲ့ငါတောက်လျှောက်ဝင်နေတာဝိပဿနာရှုမှတ်နေတဲ့အချိန်ပေါ့လေမရှုမှတ်နိုင်မှုအလုတ်ကိုင်းနေတော့သမထပွားတာတို့ဆင်းရဲတာတို့လုပ်ပေါ့ဒါကတော့ခုလိုဝိပဿနာအေးစေရှုမှတ်နေပြီဝေယဝိဆအဖွဲ့တွေကလည်းအကုန်လုံးဆောင်ရွက်ပေးတယ်လက်ဆေးပြီးစားရုံပဲအကုန်လုံးဆောင်ရွက်ပေးတယ်ဆိုတော့ကိုကရှုမှတ်ရုံပဲဒီအချိန်မှာဒီရတဲ့အချိန်လေးအခွင့်အရေးလေးကိုမလွတ်တမ်းကြိုးစားကျန်တဲ့အချိန်မှာစာကြည့်တာတို့လေ့လာတာတို့ကျန်တဲ့အချိန်တွေပေါ့ခုချိန်ကမလွတ်တမ်းကြိုးစားမှတရားနာပြီးရင်တော်ပြီးရှုမှတ်တော့စိတ်ကူးရင်စိတ်ကူးတယ်စဉ်းစားရင်လည်းစဉ်းစားတယ်စိတ်ကူးနေတော့စဉ်းစားနေတော့မမှတ်နိုင်ဘူးပေါ့စိတ်ကူးစဉ်းစားပြီးတော့သိရင်ချက်ချင်းမှတ်အဲ့လိုမှတ်ပါများရင်စိတ်ကူးတွေတိုးလာမလားယော့သွားမလားစိတ်ကူးတွေယော့သွားအောင်လုပ်တာအမှန်ကိုအမှန်တိုင်းသိအောင်ခန္ဓာကိုယ်မှာဖောင်းတာပိန်တာတွေထိုင်တာထိတာတွေနာတာတွေကျင်တာတွေကြိုက်တာတွေလိုက်မှတယ်အကုန်လုံးအဲ့လိုလိုက်မှလို့ပဲနဲ့တခုတည်းမှတ်နေမယ်ဝင်နေထွက်တယ်ဒါပဲမှတ်နေလို့ရှိရင်တမာတိတော့မြန်ရတခုတည်းဆိုတော့တမာတိမြန်ရအဲ့တမာတိနဲ့တွဲပြီးဘာဝင်လာလဲဆိုတော့ဖောက်ပြန်မှုတွေဝင်လာတယ်ဘလောက်အထိထူးဆန်းဆန်းဖောက်ပြန်လဲဆိုတာယောဂီတယောက်ဟိုတုန်းကတောက်လျှောက်အားထုတ်ခဲ့ဘူးတယ်4 နာရီအသာလေးထိုင်လို့ရတယ်အာနာပါနနဲ့ရှုရှက်ငြိမ်ပြီးတော့ဝေဒနာလည်းမကြောက်တော့ဘူးဝေဒနာကိုစိန်ခေါ်ရဲတယ်လာကျင်တဲ့လောက်လာတမာတိနဲ့ထိုးချလိုက်ရင်အကုန်ပျောက်သွားတာအဲ့ဒီလိုတမာတိအားကောင်းနေတဲ့အချိန်မှာဘာတွေဝင်လာလဲဆိုတော့အများပြောတာတော့အတိတ်စိတ်ကြတယ်ပေါ့အတိတ်တုန်းကမိမိဖြစ်ဖူးခဲ့တဲ့ငှက်ဖြစ်ဖူးရင်လည်းငှက်ကြီးလိုပြန်လာတယ်မုတ်ဆိုးဖြစ်ဖူးရင်လည်းတနတ်တွေချိန်လာတယ်အများကိုတရားတွေဘာတွေဟောဘူးတဲ့ဆိုမိုက်ကင်ပြီးတော့ပြောသလိုဖြစ်ပေါ်မိုက်ကင်နဲ့လက်ပေါ်လာတယ်တနတ်ဖြစ်တယ်ဆိုတနတ်တဲ့ချိန်နဲ့ငှက်ဖြစ်ရင်လည်းငှက်ဖြစ်တယ်တချို့ဆိုရင်လည်းပဲငွေဖြစ်ရင်လည်းတွန့်လိမ့်လာတယ်စသည်အားဖြင့်ဒါဘလို့မှနှောက်ယှက်တာမဟုတ်ဘူးအတိတ်ကဖြစ်ခဲ့တဲ့စိတ်ချင်းဆိုတာအနန္တရတ္တိတွေခြားနေကြဘဝခြားသွားတော့ဒီစိတ်တစ်ခုပြီးတစ်ခုကျေးဇူးပြုသွားတာတစိတ်သေးတော့မဟုတ်ဘူးတထက်သေးမဟုတ်ဘူးသို့တော်လည်းပဲတစ်ဆက်သေးပဲတထက်သေးပဲတယောက်သေးပဲယူရင်တတ္တရဒိဋ္ဌိဘာမှမဆိုင်ဘူးဆိုရင်ဥစ္စေတာဒိဋ္ဌိအဲ့ဒီဂျားရဲသွားမှာအတိတ်တဝယုံနာနဲ့ပြစ္ဆုတ်ပန်ယုံနာနဲ့ကြောင်းကျိုးဆက်သွဲနေတယ်အဲ့တော့ကိုဟိုတုန်းကဖြစ်ခဲ့တာတွေကတမာတိရလာရင်ပေါ်လာတတ်တယ်
ဒါသဘာဝဒါယောဂီတွေမှာတဲငူရိတ်တာမှာဆိုအများဆုံးတွေ့ရတယ်အများကြီးတွေ့ရတယ်အဲ့ဒါတွေ4နိုင်5နိုင်ထိုင်တယ်သူ4နိုင်5နိုင်ရတော့အဲ့ဒီယောဂီတွေအသာလေးပါပဲထိုင်တာပဲအဲ့ဒါပေါ်လာတာပဲတချို့လေးဘက်ထောက်ပြီးတော့ကြားလို့လျှောက်သွားနေတချို့ကလည်းဆိုင်ပြီးတဲ့သူကတီကတဲ့သူကဘာမှနှောက်ရက်တာမဟုတ်ဘူးယောဂီတို့ထူးထူးခြားခြားဖောက်ပြန်လာရင်ကြောက်မှဆိုးလို့ပြောနေတာဘာဖြစ်လို့အဲ့လိုဖြစ်တာလဲလို့စဉ်းစားကြည့်ပါဦးတခုတည်းရှုနေတာကိုဗျဘာဖြစ်လို့ပါလဲယောဂီတို့ဖြစ်တဲ့အကြောင်းရင်းလေးသိအောင်လို့ဘာမှတခုတည်းမရှုဘဲနဲ့ဖြစ်တာတော့ဖြစ်တယ်နဲတယ်တခုတည်းရွေးရှုတော့တမာရီကကောင်းတမာရီကောင်းနေတော့အဲ့ဒီလိုကိုဖြစ်ဘူးတာတွေကိုပုံမှန်နဲ့ပြလာတယ်မြင်လဲမြင်ရတယ်ဘယ်ဘဝတော့ဘာဖြစ်ခဲ့တယ်ဟာဟိုဘဝတော့ကလာကြီးဖြစ်ခဲ့တယ်ဟာဟိုဘဝတော့တရုတ်ကြီးဖြစ်ခဲ့တယ်ဟိုဘဝတော့ဘလို့လုပ်ခဲ့တယ်ပေါ်လာတယ်ဓာတ်ပုံရိုက်တယ်လို့ဒါဥပဇင်းတို့ဖြစ်တာမဟုတ်ပါဘူးသူများဖြစ်တာကိုပြောပြတာအဲ့ဒီလိုတမာရီတစ်ခုတည်းရလာလို့ရှိရင်ပေါ်လာတယ်ပေါ်လာတဲ့လက်တွေချီတယ်လို့ဖြစ်လာတတ်တယ်ကိုဟိုတုန်းကဖြစ်ခဲ့တဲ့အတိုင်းမျိုးမျိုးဖြစ်လာတတ်တယ်ဖြစ်လာတဲ့အခါကျတော့ကိုကပေါ်ရအောင်မှတ်မှတ်လို့ရှိရင်အဲ့ဒါတွေကခဏခဏဖြစ်တတ်တယ်ပေါ်ရမှစိတ်ထဲမှာတမျိုးဖြစ်လာရင်စိတ်ကူးတယ်စဉ်းစားရင်စဉ်းစားတယ်အံ့ဩရင်အံ့ဩတယ်စိတ်အမူအရာဖြစ်တိုင်းနဲ့လိုက်မှအဒီတစ်ခုတည်းမမှတ်နဲ့ထိုင်နေထိတယ်ကြားရင်ကြားတယ်မြင်တယ်အကုန်လိုက်မှတ်တဲ့အခါကျတော့တမာတိကဒီလောက်အားမကောင်းတော့ဘာအားကောင်းလာလဲဆိုတော့ဉာဏ်ပညာအားကောင်းလာဝိပဿနာဆိုတာပညာပြဋ္ဌာန်းတာကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးနည်းရဲ့ယုခနတ္ထနီးလို့ခေါ်တယ်သမထယာနိကမဟုတ်ဘူးဝိပဿနာဟာဝိပဿနာယာနိကပဲယုခနတ္ထနီးဆိုတာသမထနဲ့ဝိပဿနာအတွဲလိုက်သွားတာဘာမှမမှတ်ဖဲနဲ့ငြိမ်ပြီးဆင်ញင်းနေတာမဟုတ်ဘူးမှတ်တယ်အဲ့ဒီမှတ်တာသမထပဲအဲ့ဒီမှတ်တဲ့အခါမှာညွှန်ကြားတဲ့အတိုင်းပညာကိုခွာနိုင်တယ်များခွာမယ်သဘောတရားတွေကိုသိနိုင်တယ်များသိအောင်ကြိုးစားတာအဲ့ဒါပညာနောက်တစ်ခါတစ်ခုပြီးတစ်ခုပေါ်ရဆိုတော့ပြောင်းမှတ်ရဘူးလားပြောင်းမှတ်တာမှတ်ပါများတော့ဩဒလကပြောင်းနေပါလားပြောစရာမလိုသိမလားဘူးလားဗျာဆိုတော့ကောင်းတို့ဒီပကံထဲကိုယနေ့ပူထည့်ထားတယ်သွားကင်လိုက်တယ်ပူးနေတယ်ဆိုပါတော့သွားကင်လိုက်ရင်လက်ဘယ်လိုနေမလဲပူတယ်လို့ပြောစရာလိုပါအောင်မလားပူးနေတာကင်လို့ပူးလာတာလေဟုတ်တယ်မလားအဲ့ဒီလိုပဲသူတော်ကောင်းတို့အမြင်နဲ့မှတ်လိုက်ကြားရင်ကြားတယ်မှတ်လိုက်နားရင်နားတယ်မှတ်လိုက်ဒါဖောင်းတဲ့ပိန်းနဲ့မှတ်လိုက်တို့ကြထိုင်နေထိတယ်မှတ်လိုက်ဆိုတော့မှတ်ချက်တွေကဘာဖြစ်နေလဲသူတော်ကောင်းတို့ပြောင်းနေတယ်သူတော်ကောင်းတို့ဘာဖြစ်နေပါလဲပြောင်းစေခြင်းလို့ပြောနေတာပြောင်းမှတ်စေခြင်းလို့ပြောနေတာသမထယာနိကပြောင်းเสียမလို့တခုတည်းပဲမှတ်အာနာပါနဆိုလဲအာနာပါနကတိုင်းဆိုရင်လည်းတည်သောမီပထဝီသူဟာနဲ့သူကောင်းတာပဲသမထသမားတွေကိုမကောင်းဘူးလို့မပြောဘူးသူနိသူဟာနဲ့သူကောင်းတာပဲဆရာနဲ့အတူတူတွဲလို့ရင်ကောင်းတယ်ဆရာမရှိရင်ကြောင်သွားတတ်တယ်အဲ့ဒါအခုဒီမှာဝိပဿနာနည်းကတောင်းတအောင်မမှန်းနိုင်ဘူးဝိပဿနာဟာပညာပြဋ္ဌာန်းတယ်ဉာဏ်ပညာပြဋ္ဌာန်းတယ်ဗုဒ္ဓဝါဒဟာလည်းဉာဏ်ပညာပြဋ္ဌာန်းတဲ့ဝါဒမြက်ကန်းယုံကြည်မှုမျိုးနဲ့ခေါင်းဆောင်တွေပြောတာကိုမျက်စိမှိတ်ပြီးတော့ယုံရတဲ့ဝါဒမျိုးမဟုတ်ဘူးမျက်စိမှိတ်ပြီးတော့မြက်ကန်းဝါဒမဟုတ်ဝိဘိဇဝါဒကိုယ်တိုင်စမ်းစစ်လောက်ကင်ပြီးတော့မှကိုယ်တိုင်သဘောကျတော့မှလက်ခံရတဲ့ဝါဒဝိပဿနာဝါဒဗုဒ္ဓဝါဒအနတ္တဝါဒသစ္စာဝါဒဓမ္မဝါဒအခြေခံတဲ့အထွတ်ထိပ်ကအနတ္တဝါဒအနတ္တလို့ပြောလိုက်ရင်သစ္စာလည်းပါတာသစ္စာပြောလိုက်ရင်ဝိဘိဇလည်းပါတယ်ဝေဖန်ဆန်းစစ်တဲ့သဘောတရားသဘောတွေကိုဝေဖန်ဆန်းစစ်ပြီးတော့ကိုယ်တိုင်လုပ်ပြီးတော့ကိုယ်တိုင်သိပြီးတော့မှကိုယ်တိုင်သဘောကျမှလက်ခံရတဲ့ဝါဒမင်းတို့လုပ်ချင်တာလုပ်တို့ဖရားကယ်တယ်ဆိုတဲ့ဝါဒမျိုးမဟုတ်ဘူးအမှန်အကြောင်းကျိုးအကောင်းဆိုကိုယ်တိုင်သိအောင်လုပ်မကောင်းတာမှန်းသိရင်ကိုယ်တိုင်ပဲကောင်းတာမှန်းသိရင်ကိုယ်တိုင်လုပ်ကိုယ်တိုင်ကျိုးရ
မကောင်းတာသိရတဲ့နဲ့လို့ရင်ကိုယ့်ဘာကိုခံမယ်ဘုရားနဲ့ဘာမှဆိုင်ဘူးအဲ့ဒီလိုမှန်မှန်ကန်ကန်ညွှန်ကြားပြသတဲ့ဝါဒအခုဒီမှာကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားနီးရမှားတဲ့အကြောင်းမရှိတဲ့အတိုင်းလို့မမှားဘူးပြောတဲ့အတိုင်းမလုပ်ဘူးဦးဇင်းတို့လည်းစိတ်ဓာတ်တွေလိုက်ပြနေတယ်ဟိုပြဒီပြတချို့ကတရားတော်နာတယ်ရိုသေပါတယ်တရားတရားတွေကောင်းပါတယ်ဒါပေမဲ့အလုံးလုံးတဲ့အခါကျတော့ကိုယ်ညှာတာများတယ်ကိုယ်ညှာတယ်ဆိုတာတရားမထိုင်မဲနဲ့အိမ်နာပြောတာမဟုတ်ဘူးနော်သူတော်ကောင်းတို့ဘာကိုပြောမယ်ထင်လဲပြောတဲ့အတိုင်းမလုပ်ဘူးယောဂီတွေကတင်မာဆိုပြောတဲ့အတိုင်းမလုပ်ဘူးဒီကဖောင်းတာပိန်တာသို့မဟုတ်ထိုင်တာထိတာမှပေါ်ရလိုက်မှတို့ပြောထားတယ်မလားအဲ့ဒါကိုမလုပ်ဘူးကိုလုပ်ချင်တာကိုလုပ်တယ်ကိုလုပ်ချင်တာကိုလုပ်ပြီးတော့ကတိကောက်တွေဖြစ်ကုန်လုပ်ခိုင်းတာကဖောင်းတာပိန်တာကိုမှဖောင်းတာပိန်တာမှတ်လို့မရရင်ထိုင်တာထိတာကိုမှအကျဉ်းသားတွေမှတ်လို့မကောင်းဘူးပြောတာမဟုတ်သူဟာနဲ့သူကောင်းတယ်ကိုကဒီဆရာသမားနီးနဲ့အားထုတ်ရင်ဒီဆရာသမားနီးကိုယုံကြည်နဲ့အားထုတ်ရတယ်မယုံရင်ဘာလို့အားထုတ်မလဲမယုံအားမထုတ်နဲ့ပေါ့ယုံကြည်မှယုံကြည်ကြမ်းမှစိတ်ဖြောင့်စွာဖြင့်တွင်အားထုတ်နိုင်တဲ့ရုပ်ကိုဖြစ်ချုပ်ဉာဏ်ဖြင့်ဤငါရင်မှန်မြင်မဲ့ရဒါလို့ရှုမှတ်ရင်မဲ့ဉာဏ်ဖုံဉာဏ်ရတယ်လို့နှစ်ကာကယုံကြည်မှဒါတရားတက်တာဒါကြီးကဖြစ်မှန်မထင်ပါဘူးကွာခိုးလိုလုံးမယ်ဒီလိုလုံးမယ်ရှောက်လုံးနေအဆင်မပြေတော့ပေါ်ရကိုမှတ်စေခြင်းလို့ပြောနေတာနော်သူတော်အခုဝိပဿနာယာနိကကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးနီးဟာတမာဓိပြဋ္ဌာန်းတာမဟုတ်ဘူးဘာပြဋ္ဌာန်းလဲဉာဏ်ပညာပြဋ္ဌာန်းတယ်ဉာဏ်ပညာဆိုတာပါဠိပတ်သားတွေဘာညာသိဖို့ပြောတာမဟုတ်အနိစ္စဒုက္ခအနတ္တကိုသိစေခြင်းလို့ပေါ်ရမှတော့ပြောင်းနေခဏပြောင်းတော့ကြရင်ဟိုမှတ်စိတ်ကူးတာမှတ်မြင်တာမှတ်ကြားမှတ်တော့ကြလမ်းသွားရင်လည်းကြွရတယ်လှမ်းတယ်ချတယ်မှအသားမို့လည်းကြွတယ်ချတယ်မှတို့မို့သွားတယ်မှဟာမြင်လည်းမြင်ပြန်ပြီဟာစိတ်ထဲမှာဝမ်းတိုင်းလည်းဝမ်းတိုင်းဝမ်းနေပြန်ပြီသူကသမာဓိချက်ချင်းမရတော့တောင်းမလုပ်ချင်ဘူးပြောင်းမှတ်နေရတခုတည်းကသမာဓိမြန်ရတယ်တခုတည်းကသမာဓိမြန်ရတဲ့အခါခုနကဖောက်ပြန်မှုတွေနောက်ကလိုက်လာတတ်တယ်ပေါ်ရမှတ်တဲ့အခါကျတော့ပေါ်တိုင်းစိတ်နည်းနည်းလေးဝမ်းတိုင်းမှတ်ဝမ်းနေတဲ့မှတ်အံ့ဩရင်အံ့ဩတယ်မှတ်အခုယောဂီတို့ခုမှတရက်ရှိသေးတယ်စိတ်ကူးတာမများဘူးလားပြက်ကလေးမှမှတ်နေဘယ်နေ့ပြန်သွားမယ်ဖုံးဆက်တဲ့ဟာဆက်နေအဲ့ဒါတွေစိတ်အကုန်မှတ်မယ်ခုချိန်မှမှတ်ပြန်ငြိမ်တန်တော့ပြန်မှာပေါ့ဘယ်သူမှဆွဲမထားဘူးဟုတ်လားခုချိန်မှာအကုန်မှတ်တယ်စိတ်ကူးတယ်တွေးရင်တွေးတယ်လက်တွေ့အနေနဲ့သူတော်ကောင်းတင်တဲ့နေတက်ဖူးတာပဲအမျိုးမျိုးတင်တဲ့နေဆက်မှုလက်မှုတွေတက်နေတာလက်တွေ့အနေနဲ့အပေတကားပိတ်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းတင်တော့ယုံကြည်စိတ်ချလက်ချလှုပ်လိုက်ပေါ်ရမှတ်ကြည့်လိုက်နောက်စခန်းကထွက်သွားတော့ကိုကြိုက်တဲ့နည်းနဲ့ကိုယ့်ဘကိုလှုပ်ပေါ့ဒါကတော့အကုန်လုံးလွတ်လပ်ခွင့်ရှိတာပဲကိုကြိုက်တာအကုန်လုံးလုပ်ရတယ်ကိုအခုဒီနည်းကိုလေ့လာနေဒီနည်းကိုကြာနာလှုပ်ဒါမှဒီနည်းရဲ့သဘောကိုသိသွားမယ်ကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးနီးဟာဘကိုးစားလို့ပဲဘယ်နီးလာကြိုက်တဲ့နီးပြောအကုန်သုံးလို့ရတယ်ဦးဇင်းတို့မျိုးစုံလိုပဲအကုန်လျှောက်လုပ်ဘူးတယ်ဘယ်နေရာမှသုံးလို့ကိုကြောင်းပြန်လာကိုသုံးကြည့်တယ်အာနာပါနနဲ့ရှုကြည့်တယ်အာသုဘရှုကြည့်တယ်ဝေဒနာလိုက်ကြည့်တယ်ငယ်တိတ်ရှုကြည့်တယ်တအားရှုကြည့်တယ်အကုန်သုံးလို့ရတယ်ကျန်တဲ့ဟာတွေမှာဟာနေတဲ့နေရာကိုဒီမှာအစီနီးနဲ့ထည့်လိုက်ကုန်ပြည့်သွားတာဟာချက်ကိုမရှိဘူးဘာဖြစ်လို့စိတ်မှတ်တာပါတယ်လေတချို့ဟာစိတ်မှတ်တာမပါဘူးသူကလည်းသူကောင်းတာကြီးပဲဟာကွက်ကလေးရှိရစိတ်ကိုမှတ်တယ်စိတ်ကူးရင်စိတ်ကူးတယ်စဉ်းစားရင်စဉ်းစားတယ်ဝမ်းသာရင်ဝမ်းသာတယ်ဝမ်းနေရင်ဝမ်းနေတယ်စိတ်မှတ်တာလည်းပါတယ်ရုပ်မှတ်တာလည်းပါတယ်ဝေဒနာမှတ်တာလည်းပါတယ်အကုန်ပါတယ်ကိုယ့်ဘက်ကဟာနေကိုယ့်ဘက်ကမကြိုးစားလို့သာဟာမယ်ပေးထားတဲ့ဆရာတော်ဘုရားကြီးနီးရတော့ဟာရမရှိဘူးမြတ်စွာဘုရားတရားလို့ပေါ့ကေဝလပရိပုံနာဆိုတာလိုတာလည်းမရှိဘူးပိုတာလည်းမရှိဘူးကွက်တိပဲအဲ့ဒီလိုပဲကျေးဇူးတော်ရှင်မဟာကြီးဆရာတော်ဘုရားရဲ့နီးရအခုအလယ်လန်းကိုကွက်တိသွားတာကိုညှာတာကများသောအားဖြင့်ဒီခန္ဓာကိုယ်ကြီးကိုညှာတာလောက်ကတော့ထင်ရှားတယ်အလုံးမလို့ဘူးအဲ့နေတယ်2 နာရီထိုင်နေတာ1 နာရီတည်းထိုင်နေညှာအဲ့ဒါ
နည်းနည်းသိတာမသိတာကဘာလဲဆိုတော့ကိုယ်စိတ်ကိုညာတာမှတ်နိုင်ရသားနဲ့မမှတ်ဘူးထိုင်နေတယ်ထိုင်တော့ထိုင်နေတာမမှတ်ဘူးအဲ့ဒါမျိုးတွေမရှိဘူးလားယောဂီတို့ဘာလို့နာဆိုသူကစိတ်ကူးနေတာစိတ်ကူးနေတာအထိုင်တော့ထိုင်နေတာပဲထိုင်နေအချိန်ပြည့်ထိုင်နေထိုင်ပြီးတော့မှတ်ဘူးအချို့ကြတော့မှတ်တယ်ဘာမှလဲကိုကြိုက်တာကိုယ့်ဘက်ကိုလုပ်ပြောတဲ့ဤတိုင်းမလုပ်ဘူးအဲ့ဒါယောဂီတို့ပေါ်ရာကိုရှုမှတ်လို့ရှိရင်ဖောက်ပြန်တာတွေလည်းနည်းတယ်ဉာဏ်ပညာတိုးတက်တယ်ဝေဒနာတွေလည်းပဲတက်တယ်တခုတည်းဆိုလို့ရှိရင်ဝေဒနာကိုနိုင်တယ်ဝေဒနာကိုမှအသာလေးနိုင်တယ်ဝေဒနာကိုစိန်ခေါ်ရတယ်4 နာရီ 5 နာရီထိုင်နေဝေဒနာတက်လာကြိုက်တော့လားအဲ့တမာရီနဲ့ဝေဒနာကိုထိုးချလိုက်အကုန်ကွဲထွက်သွားတာတခါတော့မကြဘူးငြိမ့်ပဲရှူရှဲနဲ့4 နာရီ 5 နာရီအသာလေးပဲတဲမှာ4 နာရီ 5 နာရီထမင်းသားရေတော့ပဲရှိတယ်အဲ့ဒါအဲ့လိုသွားလို့ရတယ်အခုတမာကတဏှာယူတော်တော်လို့ယူရတယ်နောက်ပိုင်းကျမှတိုးတက်လာအဲ့ဒါဘာဖြစ်လို့လဲဆိုတော့မမြဲတာတွေလည်းသိတယ်နှိမ့်ဆက်တာတွေလည်းမသိဘူးလားဗျာသိတာပညာပဲလေခန္ဓာကိုယ်ကြီးကဆင်းရဲတယ်ဆိုတာအကုန်လုံးစာဖတ်ဖူးတာပဲအကုန်လုံးကြားဘူးတာဒါပေမဲ့လက်တွေ့ကြတော့သေချာရလက်မခံနိုင်ဘူးခန္ဓာကိုယ်ကြီးဒုက္ခဆိုတာကိုသေချာသိအောင်တင်းကြီးခံရင်မကြည့်နိုင်တင်းကြီးခံနိဗ္ဗာန်ရောက်ဆိုတာဒီနေရာမှာပြောတာသူများတွေဆဲတာဆိုတာတင်းကြီးခန္ဓာကဒါအပေါ်ယံလောက်ပဲရှိတယ်တိုင်းခန္ဓာကိုယ်ရဲ့နှိမ့်ဆက်မှုကိုတင်းကြီးခံနိုင်မှာဝေဒနာကလည်းပဲနှိမ့်ဆက်တယ်စိတ်ကလည်းမနှိမ့်ဆက်ဘူးလားဗျာစိတ်ကလည်းနှိမ့်ဆက်တာပဲကောင်းတဲ့လို့ဆိုမလုပ်ချင်ဘူးကောင်းတဲ့ဆိုမလုပ်ချင်ဘူးမလွဲတာမရှောင်တာလို့လုပ်ရင်လည်းအပြည့်အဝမလုပ်ဘူးစိတ်ကူးရင်တယ်လူကတော့တရားထိုင်နေတာပဲစိတ်ကတရားထဲမှာမရှိဘူးလျှောက်သွားတယ်အဲ့တော့သိတင်သိလိုက်တာသိပါတော့မလားပြောတဲ့အတိုင်းသာလုပ်အနိစ္စဒုက္ခအနတ္တဆိုတာဆိုးနေတရားမို့အလိုလိုပေါ်လာတယ်ခန္ဓာကိုယ်ကြီးကဒလကပြောင်းလဲနေတာဟုတ်ခုပဲဟိုကလှုပ်ပြန်ဟိုကလှုပ်ပြန်လှုပ်တယ်မှဟာခုပဲနာပြန်ခုပဲကြိုက်ပြန်ခုပဲရားပြန်တစ်ချိန်လုံးမှာတခါတည်းပြောင်းနေတာတနေ့လုံးမဟုတ်ဘူးဒီတဏှာယူတွင်းမှာကိုပြောင်းလဲနေတာတွေများဘူးလားအဲ့ဒီများတာကိုသိတာအနိစ္စကိုသိတာဗောဗျအနိစ္စနဲ့ပရိစိတ်နေတယ်အနိစ္စသဘောကိုဆင်ញင်တယ်ဒါအနိစ္စတင်ညာလို့ခေါ်တယ်အနိစ္စတင်ညာတော့အမတ္တမဖို့တန်အခုယောဂီတို့ရှုမှတ်တာအနိစ္စနုပတနာဉာဏ်ဖြစ်တယ်အနိစ္စနုပတနာဉာဏ်ဆိုတာပရမတ္ထသဘောတရားတွေရဲ့ပြောင်းလဲနေတာကိုသိတာအနိစ္စတင်ညာဆိုတာအကောင်လိုက်ထည့်လိုက်ဟိုတာတို့နာတာတို့သေတာတို့အိမ်နေပြိုသွားတာတို့မိတွေလောင်တာတို့မျိုးဖြစ်နေတာတွေအဲ့ဒါအနိစ္စတင်ညာတံဝေကကိုအများကြီးဖြစ်စေတယ်ထောက်ပံ့ပေးပါတယ်ဝိပဿနာယောဂီတို့ပေါ်ရရှုမှတ်တာကအနိစ္စနုပတနာဉာဏ်ဝိပဿနာဉာဏ်ဖြစ်စေတယ်အဲ့ဒီလိုဉာဏ်ဖြစ်တာဟာအလယ်လန်းမှန်လို့ဖြစ်တာအလယ်လန်းဆိုတာအဲ့ဒါအလယ်လန်းမှန်ရင်ဉာဏ်ဖြစ်တယ်ဉာဏ်ဖြစ်တာအလယ်လန်းမှန်လို့ပဲဉာဏ်တော့ဉာဏ်ပဲစိတ်ကူးဉာဏ်တွေကိုပြောတာမဟုတ်စိတ်ကူးဉာဏ်အလယ်လန်းမဟုတ်ဘူးအဲ့ဒါဘာလဲလောဘဆုံးကိုဖတ်ထားတာတို့ရှောက်ဆင်ញင်းတဲ့သူ့ဟာနဲ့သူတော့ကောင်းတာပဲဝိပဿနာဉာဏ်တော့မဟုတ်ဘူးဒါသုတ္တမယဉာဏ်စိဏ္ဍမယဉာဏ်လို့ခေါ်တယ်ခန္ဓာကိုယ်ကိုပေါ်ရရှုမှတ်တော့မှမမြဲတာဟုတ်ပါလားဆင်းရဲတာဟုတ်ပါလားတို့သိလာအဲ့လိုသိဖို့အတွက်သူတော်ကောင်းတို့တဏှာရဲမှတ်ရမှာလားပေါ်ရရှုမှတ်ရမှာလားပြန်ဆိုကြည့်ပါပေါ်ရသုံးကောင်းလို့ဆိုချမ်းသာသလိုနာလို့ရပါပြီအလယ်လန်းကိုရှင်းပြနာနော်သူတော်ကောင်းတို့ကိုယ့်ကိုညှာတာများလို့မညာနဲ့ခန္ဓာကိုယ်ကြီးကတော့များသောအားဖြင့်ထိုင်မာတဲ့အချိန်ပြည့်စိတ်ကိုညှာတတ်တယ်နော်စိတ်ကဒီမှာခန္ဓာကိုယ်မှာဖြစ်ပေါ်တာကိုမှတ်မှာမလားစိတ်ကူးတာတွေမှတ်မမှတ်ဘူးမိမတိုင်းကြီးမိမများတော့ဘာဖြစ်သွားတယ်မိမများတော့အိမ်ငိုက်သွားတာဗောဗျဟုတ်လားအိမ်ငိုက်သွားတော့အေးရွာတာဗောအဲ့ဒါမိမများတဲ့အခါကျတော့အဖြစ်အကျင့်ပါလားအဲ့ဒါပင်မလို့
ကျမ်းမာရေးမကောင်းလို့ဖြစ်တာတော့ဘယ်တတ်နိုင်မလဲအသက်ကြီးလို့ဖြစ်တာတခါတရံဖြစ်တာဒါပေမဲ့ဥစားမပေးနဲ့တင်းတင်းရင်မှရတယ်တဲ့ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးတရားထိုင်တာကြည့်ပါလက်ကိုဆန့်ထားတာကိုယ်မထားဘူးတင်းတင်းရင်ဝရိယကိုတခါတည်းတင်ထားတာအဲ့ဒါမှစိတ်ကညာတယ်နိဗ္ဗာန်ရောက်မဲ့ကိစ္စဆိုကြမ်းဖန်ညာတယ်အပယ်သွားမဲ့ကိစ္စကိုမညာဘူးစိတ်ဟာသေးသေးကြည်ကြည်ဘလို့မှကြည့်ဥဆိုင်ဘူးဘာဖြစ်ဆိုတာအဲ့ဒါတတန်တရားလုံးတို့အိုက်စိတ်တွေအဲ့လိုဖြစ်ခဲ့တာမကောင်းတဲ့ဘက်ကြရင်အမတန်တတ္တိကောင်းတယ်ကောင်းတဲ့ဘက်ကြရင်ကြမ်းဖန်ပြီးတော့ဂျောင်ခိုတတ်တယ်ဘလို့မှဆောင်းပြောတာမဟုတ်ဘူးနော်ဖြစ်တတ်တဲ့သဘောပြောတာဟုတ်လားအဲ့ဒါစိတ်ဓာတ်ကိုပြောနေတာမညာနဲ့ဟိုဆိုတင်းတင်းချင်းမှတ်ပေးတဖြည်းဖြည်းတိုးတက်သွားလိမ့်မယ်အားငယ်စရာမလိုဘူးကဲကိုညှင်းသေးတာလေးပြောပါဦးမယ်ကိုညှင်းသေးတယ်ဆိုတာဥမာကိုကတဏှာကြီးထိုင်တယ်တဏှာကြီးထိုင်လို့မှတ်တယ်လူငယ်တွေထိုင်နေကြတော့2နာရီ3နာရီထိုင်နေတာပေါ့ဟိုအသက်ကြီးမှဆိုတော့တချို့လည်းပဲငယ်ရွယ်မထိုင်ဘူးတော့ခုမှထိုင်တော့နာရီဝက်တောင်တော်ထိုင်ရဘလို့မှမမှတ်နိုင်တော့ထိုင်တဲ့ထိတယ်လည်းမမှတ်နိုင်ဘူးနာတယ်လည်းမမှတ်နိုင်ဘူးဒီတိုင်းကိုအန်ကျိတ်ပြီးတော့ခံနေရတယ်အဲ့လိုဖြစ်နေလို့ရှိရင်သူတော်ကောင်းတို့ဆက်ထိုင်မနေနဲ့အမှတ်ကလေးနဲ့ဖြုတ်နာယူဝက်ပဲဖြစ်ဖြစ်45ဖြစ်ဖြစ်အာနာတရားမလို့တရားပြတယ်ဆိုတာဒီကဆရာတော်တွေတန်ဃာတော်တွေကမေတ္တာနဲ့ပြတာအာနာနဲ့ပြတာမဟုတ်တာအာနာအဖွဲ့အစည်းမဟုတ်ဘူးမေတ္တာအဖွဲ့အစည်းစေတနာမေတ္တာတွေကကိုမတတ်နိုင်ရင်ဘာမှအပြစ်မရှိဘူးကိုမလိမ်ဖို့ပဲအရေးကြီးတယ်ကိုယ့်ခန္ဓာကိုယ်တိဆောက်ပုံရကိုကျမ်းမာရေးရဟာနာယီဝတ်တောင်မထိုင်နေတော့ဖြည်းဖြည်းလေးအဲ့ဒါအမှတ်ကလေးနဲ့ဖြုတ်ပြီးသိဉာဏ်လျှောက်ဘာမှအပြစ်မရှိဘူးကိုကဘာမှလည်းမမှတ်နိုင်မဲနဲ့ထိုင်တော့ထိုင်နေတာပဲအချိန်အောင်သူပြတဲ့ပိုးထိုင်နေအောင်မှတ်နဲ့ဘာမှမှတ်နိုင်ဘူးနားတယ်လည်းမှတ်နိုင်ဘူးကြိုက်တယ်လည်းမမှတ်နိုင်ဘူးဟာလားအစိတ်ကူးစဉ်းစားတယ်လည်းဘာမှမမှတ်နိုင်ဘူးဒီတိုင်းကြီးအန်ကျိတ်ပြီးတော့မရှိမဆန်နာရီအောင်ထိုင်နေတယ်ဆိုရင်ကိုညှင်းသေးရမရောက်ဘူးလားတရားထိုင်နေဆိုတာအမှန်တရားကိုသိအောင်ရှုမှတ်တာလေသူတော်နာရကျင်ကြိုက်တာခဲတာတွေအမှန်တရားတွေမလားအဲ့ဒါတွေကိုရှုမှတ်တော့ခန္ဓာကိုယ်ညှင်းသေးတာဆင်းရဲတာမသိရဘူးလားအဲ့ဒါအမှန်တရားသိတာပဲဒုက္ခသစ္စာသိတာပဲလေဒါအကျမ်းသားပေါ့ဗျာနောက်တော့အနုသားသွားမှာအဲ့ဒီအမှန်တရားကိုသိအောင်သူတော်အောင်လို့ထိုင်တာရောထတာရောဈဉ္ဉံလျှောက်တာအသေးစိတ်မူရအကုန်ရှုမှတ်ဘလို့မှမရှုမှတ်နိုင်တော့ဘူးဒီမှာအချုပ်သေးတွေမှာအပြစ်ရှိလို့စသည်အပြင်တုံးထိတ်တွေခတ်ထားလို့လက်ထိတ်ခတ်ထားလို့အတင်းအဓမ္မနေပူလှမ်းလို့ဂျပန်ခေတ်တုန်းကလို့မရှိမဆန်ခံနေရတယ်ဘာမှလည်းမမှတ်နိုင်တော့အတလွတ်ကိုခံနေရတယ်ဆိုရင်တော့ကိုညှင်းသေးရမရောက်ဘူးလားအဲ့ဒါမျိုးတော့မညှင်းသေးနဲ့နာယီနဲ့မဆိုင်ဘူးစိတ်နဲ့ဆိုင်တယ်သူတော်ကောင်းစိတ်ကိုနာယီနဲ့တတ်မှတ်လို့မရဘူးအဲ့ဒါကိုခံနိုင်ရင်ရှိရင်ဆက်ထိုင်တနာယီမကထိုင်နဲ့ဆက်ထိုင်ကိုကြွားတာမဟုတ်ထိုင်နေမှတ်နိုင်ရင်ထိုင်နိုင်တယ်ဆိုတော့မှတ်နိုင်တာကိုအဓိကပြောတာရှုမှတ်နိုင်တယ်မမြဲတဲ့သဘောတွေသိတယ်ဆင်းရဲတဲ့သဘောတွေသိတယ်ဆိုရင်ကြိုးစားတောင်းမဖြုတ်နဲ့ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော်ဘုရားကြီးလှုပ်ပေးမှာကြိတ်ခဲတဲမဲတဲကြီးခံပြီးရှုပါတယ်တဲကြီးခံနိဗ္ဗာန်ရောက်တတ်နိုင်ဆုံးတဲကြီးခံရှုရဘယ်လို့မှရှုလို့မရတော့ဘူးနာယီပြိုင်တဲ့အနေနဲ့တော့မလုံးနဲ့မှတ်နိုင်ရင်လကားပဲမှတ်နိုင်ရင်ကောင်းတယ်မှတ်နိုင်ရင်မကောင်းဘူးမှတ်နိုင်ရင်ထိုင်24နာရီပဲထိုင်နောက်တရက်ပါဆက်ကူကောင်းတယ်မှတ်နိုင်ပဲနဲ့အတလူကြီးထိုင်ပြီးစိတ်ကူးရင်ပြီးငေါင်ပြီးတော့မထိုင်နဲ့အဲ့ဒါကိုညှင်းသေးတာပဲကိုလည်းမညှင်းသေးနဲ့ကိုလည်းမညာနဲ့ကိုအမှန်သိအောင်ကြိုးစားအဲ့ဒါဟာမစ္စည်းမပရိပဒါမလားလမ်းစဉ်ကအရေးကြီးတယ်ကိုညာတဲ့ပဲရောက်နေသလားတရားအထုတ်ရင်းနဲ့မညာနဲ့စိတ်ကိုညာတတ်တယ်နော်သူတော်ကောင်းတို့ခန္ဓာကိုယ်ကြီးကတော့ထိုင်နေပဲစိတ်ကမမှတ်ဘူးသူတော်ကောင်းတို့ဈဉ္ဉံလျှောက်တယ်နှင်းတော့လျှောက်နေအမှတ်မပါတာမရှိဘူးလားအဲ့ဒါညာတာပဲဈဉ္ဉံလျှောက်တာပဲမမှတ်ဘူးဆိုရင်ညာတာပဲဈဉ္ဉံလျှောက်တဲ့သဘောလေးကိုသိအောင်မှတ်သွားအသေးစိတ်4 5 6ချက်မမှတ်နိုင်တာထား3ချက်မမှတ်နိုင်တာထား2ချက်မှ2ချက်မမှတ်နိုင်1ချက်တော့မှမမှတ်သိဘူးလားသူတော်ကောင်းတို့တစ်ချက်မှမမှတ်ဘူးဒီတိုင်းသွားနေဆိုတော့တီးစရာရှိတာသိပါတော့မလား
သိရရှိတာတော့မသိဘူးပတ်ဝန်းကျင်တဘာဝတာယာပုံလေးတွေပဲသိမှာပဲကိုယ်ခန္ဓာကိုယ်ရှိရတော့သိမှာမဟုတ်ဘူးအဲ့ဒါအောင်မလို့စိတ်ကိုများသောအားဖြင့်ညာတတ်တယ်စေတသိကဝရိယရော့တတ်တယ်ဒါကိုပြောတာဟုတ်လားအဲ့ဒါကိုယ်ညာတာကိုယ်ညှင်းနေတာကြတော့ခုနလိုမှတ်မှတ်နိုင်ပဲနဲ့တမင်တက်တက်ကြီးအောင်းအေးပြီးတော့မထိုင်နဲ့အောင်းအိမ်မလဲရတယ်ကိုနိုင်သလောက်ထိုင်နိုင်သလောက်မှမနိုင်ရင်ဖြုတ်အဖြုတ်တဲ့အခါမှာမှတ်ကလေးနဲ့ဖြုတ်မှတ်ကလေးနဲ့ရှုမှတ်အဲ့လိုဆိုလို့ရှိရင်ညာရလည်းမရောက်ဘူးညင်းတဲ့ရလည်းမရောက်ဘူးဆိုအလယ်လမ်းမှမှန်ဘူးလားဗျာအလယ်လမ်းမှန်တဲ့မှန်အောင်ဆရာတော်ဘုရားကြီးကပေါ်ရရှုမှတ်ပါတိတ်ဖို့တန်တယ်နော်ဆိုတော့ဒါကကြားလေးအဖို့တန်မှန်သိလေပဲမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုစာတတ်ပေတာဆရာတော်ဘုရားကြီးတွေအမတန်ကြီးညိုတယ်မြတ်စွာဘုရားကိုဖျားဖြစ်မှကြီးညိုတာမဟုတ်ဘူးအလောင်းတော်ဘဝတည်းရဲ့ကြီးညိုတယ်ဘာကနိုင်အောင်ဆရာတော်ဘုရားကြီးတို့စာပေတွေသူတို့ကတတ်ထားတော့ဘုရားဂုဏ်တော်နဲ့ပတ်သက်တဲ့အသေးစိတ်ဂုဏ်တော်တွေကိုစာတတ်ထားတော့အကုန်ဖွင့်နိုင်တယ်အရဟံဆိုအရဟစသည်အားဖြင့်အရဟစသည်အားဖြင့်အကုန်လုံးသိတယ်စာကျွမ်းကျင်တော့မြတ်စွာဘုရားအတုမရှိတဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်ဝိမု ക്തി ဂုဏ်ဝိမု ക്തി ဉာဏ်နဲ့သာသနာဂုဏ်တို့နဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဆိုတခုတော်ပြည့်စုံမှုမလွယ်ဘူးအဲ့ဒါတွေအကုန်လုံးပြည့်စုံလို့မြတ်စွာဘုရားဆိုမြတ်စွာဘုရားဒီလိုပြည့်စုံမှုအတွက်ဟိုတုန်းကဘလို့တွေအနစ်နာခံခဲ့တယ်ဆိုအဲ့လိုသိတော့ဘုရားမဖြစ်ခင်ဟိုအလောင်းတော်ဘဝမြောင်မင်းဘဝတို့တိရစ္ဆာန်ဘဝမှာတွေကတကယ်အမတန်မွန်မြတ်တဲ့စိတ်စေတနာနဲ့သူများကိုကူညီခဲ့တာတွေစောင့်ရှောက်ခဲ့တာတွေအသက်ပေးပြီးတော့ပါရမီဖြည့်ခဲ့တာတွေကြည်ညိုလို့မဆုံးနိုင်ဘူးအဲ့ဒီလိုပဲမြတ်စွာဘုရားရဲ့ဒေသနာတော်ဟာတကယ်လောက်လာလို့တကယ်သိလာဒီစကလုံးလေးကတန်ဖိုးမဖြတ်နိုင်ဘူးနိဗ္ဗာန်အထိရောက်နိုင်တဲ့စကလုံးလေးပဲအမတန်မှန်တာပဲပေါ်တိုင်းမပြဟုတ်လားပေါ်ရရှုမှတ်တာခေါ်ပါဝိပဿနာတကယ်မှန်တာပဲအဲ့ဒါအမလို့သူတော်ကောင်းတို့လမ်းမှန်အောင်ပေါ်ရကိုလိုက်ရှုမှတ်ပါတခုတည်းလုံးမနေနဲ့ထိုင်နေထိတယ်မှတ်နေတယ်နည်းနည်းမြင်နေမှလိုက်ကြားရင်ကြားတယ်မှတ်လိုက်တမာတိကိုဦးစားမပေးနဲ့တမာတိကရွှင်မှန်နေတမာတိကနောက်ကပါသွားမှာပဲပေါ်ရမှတ်တော့မမြဲတာတွေပြောင်းလဲနေတာတွေပိုထင်ရှားလိမ့်မယ်နည်းနည်းလေးတဲကြီးခံလိုက်တဲ့အခါကျတော့ဆင်းရဲတာတွေပိုမထင်ရှားဘူးလားထင်ရှားတယ်စိတ်ပိုင်းဆိုင်ရာတွေရုပ်ပိုင်းဆိုင်ရာတွေကိုမဖြစ်စေချင်တာတွေဖြစ်တယ်ကိုဖြစ်စေချင်တာတွေမဖြစ်ဘူးဆိုတော့အနတ္တသဘောတွေလည်းပဲတဖြည်းဖြည်းထင်ရှားလာလိမ့်သူတော်ကောင်းတို့စာပေရတော့အများကြီးဖတ်ထားတဲ့သူတွေကြီးပဲလက်တွေ့အနေနဲ့အိဋ္ဌဒုက္ခအနတ္တသိအားအလယ်လမ်းမှန်တတိပဋ္ဌာန်မြန်ကြိုးစားပါဆိုတဲ့တရားတော်ကိုမေတ္တာပို့ပြီးသိညာရအောင်အာလုံးတတဝါတွေဘေးရန်ကင်းကြပါစေစိတ်ချင်းရဲ့ကင်းကြပါစေကိုယ်စင်ရဲ့ကင်းကြပါစေကျမ်းမာချမ်းသာကိုယ်ခန္ဓာကောင်းစွာဆောင်ရွက်ဆောင်ရှောက်နိုင်ကြပါစေတရားရှုမှလို့တခါတည်းလေးအရှိန်ဝမတည့်သေးဘူးဆိုရင်မေတ္တာပွားကြပါဟိုတော့ဟန်တော်900မေတ္တာမပွားလို့မြတ်စွာဘုရားရှိပြန်သွားတယ်တရားထိုင်ငံဤမှတ်လို့ရရင်တန်းမှတ်ပေါ့မှတ်လို့မရဘူးစီငေါ်မတည့်ဘူးဆိုမေတ္တာပွားကြဖြုတ်ခါနိကြလဲတန်းနိုင်ရင်မေတ္တာပွားကြရှင်နေပေးရင်ပေးသလိုမေတ္တာပွားကြမေတ္တာဟောတော့လက်လွတ်လို့မရဘူးဝိပဿနာရှုမှတ်လို့မိနေတယ်ဆိုရင်တော့တက်ကြီးဖြက်ပြီးတော့ပွားစရာမလိုပါဘူးစိတ်ထဲမှာအတွေးတွေများနေတာတို့စိတ်ပြန်လွင်တာတို့ဖြစ်နေတယ်မှတ်တမနိုင်ဘူးဆိုရင်မေတ္တာဘက်ကိုလှည့်လိုက်အလုံးကြမှာကြပါသည်ချမ်းသာကြပါသည်နှလူတ္တဝအလုံးဆိုတဲ့အဲ့ဒါလေးကို10ကောက်15ကောက်အခေါက်20လောက်ဆိုလိုက်လို့ရှိရင်ဟောပြန်ပြီးစိတ်ကလေးငြိမ်တော့ဝိပဿနာပြန်ရှုမှတ်လို့ရတယ်ဒုက္ခိတဟွန်တုဒုက္ခိတကိုရောစိတ်ပံနှဖျားပေးပကျမ်းမာချမ်းသာကြကုန်သည်ဟွန်တုကောင်းစွာမသွေဖြစ်ကြပါစေကုန်တည်း